လူတွေရှုံနေတဲ့ကော်ဖီဆိုင်လေးတစ်ခုကိုမြင်ယုံကြည့်လိုက်ပါအေးအေးဆေးဆေးအနားယူဖိုနီယာကောင်းလေးတစ်ခုပေါ့ဒါပေမဲ့အချင်းတွေကရုတ်တရက်ကြည့်ပြောင်းလဲသွားတဲ့အခါမှာတော့ ရုတ်တရက်ဆိုတလို့တဲ့စူယန်တန်တွေထွန်းအောင်တယ်ဒေါသမချားထွန်းနေလူတယောက်ကကိုယူထားတဲ့စာဝေးပေးမှဝင်ထိုင်လိုက်ပြီးသူ့လက်ကကိုစာဝေးပေါ်ကိုတော့ရောက်နေတယ်တော်တော်လေးတဲမမှုတွေမြင့်တက်နေတဲ့ချီနေတစ်ခုပေါ့ ကဲဒီလိုချင်းနီမျိုးမှာဆိုရင်ဘယ်လိုလုပ်ကြမလဲထိတ်တက်ရင်ဆိုင်မလားဒါမှမဟုတ်လက်လျူရှူပြီးထွက်သွားလိုက်မလားဟုတ်ပါတယ်ဒီမေကွန်းကလူစိမ့်တယောက်နဲ့စကားပြောရမှာကြောက်တဲ့စိတ်ရဲ့အရင်မြစ်ကိုတည့်တည့်ညွန့်ပြနေတာပဲဒါပေမဲ့စိတ်မပူပါနဲ့ဒီနေ့မှအဲ့ဒီကြောက်စိတ်ကိုဘယ်လိုကြော်လွှားမလဲပြီးတော့ဘယ်သူနဲ့မဆိုယုံကြည်မှုရှိစကားပြောနိုင်မဲ့နီးလန်းတွေကိုတစ်ခုချင်းစီလေ့လာသွားကြမယ်ဒါရီမစခင်မှာတော့ဒီလိုရှုပ်ထွေးတဲ့အရေးချင်းတွေကိုလွယ်လွယ်ကူကူနားလည်နိုင်အောင်ရှင်းပြပေးနေတယ်ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်ဟုတ်ကဲ့ပထမဆုံးအနေနဲ့ကျွန်တော်တို့အထီးကတားဆီးထားရဲ့အရာအဲ့ဒါကတော့ကြောက်ရွံ့မှုပဲအဲ့ဒါကိုအရင်နားလဲဖို့လိုပါတယ်တခြားလူတွေနဲ့စကားမပြောခင်ကိုယ်စိတ်ထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုအရင်ဆုံးဆက်စစ်ကြည့်ကြရအောင်ဒီတော့ကြောက်ရွံ့မှုဆိုတာတကယ်တော့ဘာလဲစိတ်ဝင်စားစရာကောင်းတာကတော့ဗျာဒါဟာမွေးရပါလာတဲ့အရာမဟုတ်ဘူးပဲကျွန်တော်တို့ဘဝမှာတင်ယူထားတဲ့အရာတစ်ခုဖြစ်တယ်လို့ဆိုပါတယ်ဆိုလိုတာကတော့ရှင်းရှင်းလေးပဲတင်ယူထားတဲ့အရာမှန်သမျှကိုပြန်ပြီးတော့မြင့်ဖြုတ်ပေးလို့ရတယ်ပြန်ပြီးတော့ပြလို့ရတယ်ဆိုတဲ့အချက်ပါပဲโอเคဒီတန်တရားဘယ်လိုလုပ်လဲဆိုတာကြည့်ကြရအောင်ဥပမာတစ်ခုပြောပြမယ်ကိုယ်စိတ်ထဲမှာသူတို့ကငါ့ကိုပယ်ချမှာပဲလို့တွေးလိုက်ပြီးဆိုပါစို့အဲ့ဒါအတွေးပေါ့အဲ့ဒီအတွေးဝင်လာတာနဲ့ဘာဖြစ်လာမလဲဟုတ်တယ်စိုးရင်စိတ်တွေဝင်လာတော့အဲ့ဒါခံစားချက်အဲ့ဒီတော့ဘာဆက်ဖြစ်မလဲဘာမှမပြောပဲငြိမ်နေလိုက်တော့တာပေါ့အဲ့ဒါလွတ်ဆောင်ချက်နောက်ဆုံးတော့ဘာကြံခဲ့လဲအခွင့်အရေးကောင်းတစ်ခုကိုလက်လွတ်လိုက်ရတဲ့ရလက်ပဲပေါ့မြင်နေဟန်ဒီတန်တရားကြီးကိုချိုးဖျက်ချင်ရင်အစဖြစ်တဲ့အတွေးကနေစာပြောင်းရမှာပါဒီနေရာမှာအရေးကြီးတဲ့အချက်တစ်ခုကိုမှတ်ထားရမယ်အဓိကကြောက်ရွံ့မှုကိုလုံးဝပျောက်သွားအောင်ဖယ်ရှားဖို့မဟုတ်ပါဘူးအဲ့ဒီအစာကိုလက်တွေ့လှုပ်ဆောင်နိုင်လောက်တဲ့အဆင့်အထိတက်တုံတက်တာရှိတဲ့အခြေအနေအထိကြောက်စိတ်ကို short ချဖို့ပဲလိုတာပါပန်းတိုင်ကကြောက်စိတ်မရှိခြင်းမဟုတ်ပဲကြောက်စိတ်ကိုကောင်းကောင်းစီမံခန့်ခွဲနိုင်ခြင်းဖြစ်ပါတယ်ကောင်းပြီဒါဆိုကျွန်တော်တို့ကနောက်ဆုတ်သွားအောင်တာစီးထားတဲ့အကြီးမားဆုံးကြောက်ရွံ့မှုတွေကပါတယ်လေအဓိကတရားခံနေရောကိုဖော်ထုတ်ပြီးသူတို့ကိုဘလို့ချင်းမုံမလဲဆိုတာလေ့လာကြည့်ကြရအောင်နံပါတ်1တရားခံကတော့ပယ်ချေခံရမှာကိုကြောက်တဲ့စိတ်ပါ no လို့အဖြိုခံရမှာဒါမှမဟုတ်အဖက်မလို့ပဲနေမှာကိုစိုးရင်တဲ့စိတ်ကတော်တော်လေးကိုအစွမ်းထက်တဲ့အတားအဆီးတစ်ခုပါပဲဒါပေမဲ့တစ်ချက်စဉ်းစားကြည့်အောင်ပယ်ချခံရတယ်ဆိုတာကတကယ်ရောကိုနဲ့ဆိုင်ရလားဒီစောက်ကအစွမ်းထက်တဲ့အမြင်တစ်ခုကိုပေးထားတာပါအဲ့ဒါကတော့လူတစ်ယောက်ရဲ့တုံ့ပြန်မှုကသူတို့ရဲ့အတွင်းစိတ်အခြေအနေကိုထင်ဟပ်တာဖြစ်ပြီးကိုယ့်ကိုပုတ်ကိုရေးရတက်ခိုက်နေတာမဟုတ်ဘူးဆိုတာပါပဲဖြစ်နိုင်တာကသူတို့ရဲ့နေကမကောင်းတာဒါမှမဟုတ်သူတို့စိတ်ရှုံနေတာလေဖြစ်နိုင်တာပဲလေဒုတိယကြောက်ရွံ့မှုကတော့လူတိုင်းနီးပါးခံစားမှုတဲ့အရာပါအဲ့ဒါကတော့တခြားလူတွေကိုဘလို့ထင်မလဲဆိုတဲ့စိုးရိမ်စိတ်တနည်းအားဖြင့်ဝေဖန်ခံရမှာကိုကြောက်တဲ့စိတ်ပါပဲဒီနေရာမှာတော့နည်းနည်းလေးရက်စက်တဲ့အမှန်တရားတစ်ခုရှိပါတယ်အဲ့ဒါကတော့လူတွေကကိုထင်တဲ့လောက်ကိုအကြောင်းကိုမစင်စားကြပါဘူးတကယ်တမ်းကျတော့လူတိုင်းကကိုယ့်ဘဝကိုယ့်ပြဿနာတွေနဲ့ပဲအာရုံများနေကြတာပါဒီအချက်ကိုနားလေလိုက်တာနဲ့တော်တော်လေးကိုလွတ်လပ်မှုကိုခံစားရပါလိမ့်မယ်ကြောက်ရွံ့မှုတွေကိုချေဖျက်ပြီးတဲ့နောက်မှာတော့နောက်တစ်ဆင့်ကအစွမ်းထက်တဲ့အတွေးခေါ်အပြောင်းလဲတစ်ခုကိုလုပ်ဖို့ပါပဲအဲ့ဒါကတော့သူစိမ်းဆိုတဲ့စကားလုံးရဲ့အတိပ္ပယ်ကိုကိုယ်စိတ်ထဲမှာပြန်လဲဖွေဆိုခြင်းပါပဲကျွန်တော်တို့ဒီငငယ်တွေကကြားလာရတာတခုရှိရလေသူစိမ့်နေတဲ့စကားမပြောရဘူးဆိုတာပေါ့ဟုတ်တယ်အဲ့ဒါကသူစိမ့်ဆိုတာချင်းချောက်မှုတခုဆိုတဲ့အတွေးခေါ်ဟောင်းကြီးပေါ့ဒါပေမဲ့တစ်ချက်လောက်အတွေးခေါ်တဲ့နဲ့ပြောင်းကြည့်လိုက်ရအောင်သူစိမ့်ဆိုတာတကယ်တော့လေကိုမသိသေးတဲ့လူတွေပါပဲသူတို့နဲ့စကားပြောလိုက်တာကယုံကြည်မှုရှိကြောင်ပြလိုက်တာပဲအဲ့ဒီလိုအတွေးလေးနည်းနည်းပြောင်းလိုက်တာနဲ့အရာအားလုံးကပြောင်းလဲသွားနိုင်ပါတယ်ခဏလောက်စဉ်းစားကြည့်ပါလားကို့ဘဝမှာအရေးပါဆုံးလူတွေအလုတ်ကင်အခွင့်အလန်းတွေအမတ်တဲ့အခက်ဆုံးအခိုက်အတန့်တွေအများစုဟာတချင်ကသူစိမ့်နေစီကနေစတင်ခဲ့တာမဟုတ်ဘူးလားအနာဂတ်ကလည်းအလားတူပါပဲကိုယ့်ရဲ့နောက်ထပ်အခွင့်အလန်းကောင်းကကိုမသိသေးတဲ့လူတယောက်စီမှာရှိနေနိုင်မှာပဲကဲအတွေးခေါ်ပိုင်းကိုနားလည်ပြီးပြီဆိုတော့လက်တွေ့လှုပ်ဆောင်ဖို့အချိန်ကျပါပြီဒီအပိုင်းမှာတော့ဘယ်လွန်စကဝိုင်းကိုမဆိုလမ်းညွှန်ပေးနိုင်မဲ့ရိုးရှင်တဲ့အဆင့်၄ဆင့်ပါလမ်းပြမြေပုံတစ်ခုကိုလေ့လာသွားမှာပါဒီမှာအဆင့်၄ဆင့်ကိုခြုံပြီးကြည့်လိုက်ရအောင်ပထမဆုံးကရီမန်းချက်ထားပြီးစတင်ခြင်းဒုတိယကစိတ်ဝင်စားမှုတိဆောက်ခြင်းတတိယကစစ်သွေးမှုပြုလုပ်ခြင်းနောက်ဆုံးကတော့နောက်တစ်ဆင့်ကိုဖိတ်ခေါ်ခြင်းတို့ဖြစ်ပါတယ်ဒီနေ့မှာတော့အရေးကြီးဆုံးဖြစ်တဲ့ပထမဆုံးအဆင့်ကိုအဓိကထားဆွေးနွေးသွားပါမယ်ဘယ်ခရီးမဆို
ပထမဆုံးခြေလှမ်းကအခက်အခဲဆုံးလို့ပြောကြတယ်ဟုတ်ဒီတော့အဲ့ဒီပထမဆုံးခြေလှမ်းကိုယုံကြည်မှုရှိနဲ့ဘယ်လိုလာမလဲဆိုတာအတူတူလေ့လာကြည့်ကြအောင် ကဲအခက်အခဲဆုံးအပိုင်းလို့ပြောလို့ရလဲစကားဘယ်လိုစပြောမလဲဆိုတာကိုအသေးစိတ်လေ့လာဖို့အသင်ဖြစ်ပြီလားဒီမှာလက်တွေ့ကြပြီးအရန်ထိရောက်တဲ့နီလန်းလေးမျိုးရှိပါတယ်ဥမာပဝန်းကျင်အခြေအနေကိုအခြေခံပြီးဒီကော်ဖီကတော်တော်ကောင်းလာပဲနော်လို့ပြောတာမျိုးဒါမှမဟုတ်အကြံဉာဏ်တောင်းပြီးဒီစာအုပ်ကကောင်းလားမသိဘူးဖတ်ဖူးလားဗျစကားစနိုင်ပါတယ်ဒါတွေကအရန်ရုပ်ရှင်ပြီးတဘာဝကြတဲ့နီလန်းတွေပါပဲဒီနီလန်းကတော့တော်တော်လေးအစွမ်းထပ်ပါတယ်သူတို့လုံနေတဲ့ຢာကိုအတိအမှပြုပြီးစကားစားလိုက်တာပါဟိုင်လို့ရိုးရိုးလေးပြောမိအစားအကိုအဲ့ဒီမှာစာဖတ်နေရတွေ့လို့စိတ်ဝင်စားပြီးမေးကြည့်တာပါလို့ပြောလိုက်တာကပို့ပြီးတော့သဘောဝကျတယ်ပို့ပြီးတော့ရင်းနှီးမှုရှိစေတယ် ဒီမှာအရေးကြီးဆုံးစီးမြစ်တစ်ခုရှိပါတယ်အဲ့ဒါကတော့အကြာကြီးစဉ်းစားမနေဖို့ပါပဲလို့တာလုပ်လိုက်ပါစကားပြောဖို့အခွင့်အရေးမြင့်တာနဲ့3စက္ကန့်အတွင်းမှာလှုပ်ဆောင်လိုက်ပါအချိန်ကြာလေးလေးကိုယ်စိတ်ထဲကကြောက်စိတ်ကအနိုင်ယူသွားလေးလေးပါပဲ ကဲဒီနေ့လေးလာခဲ့တဲ့အရာတွေအားလုံးရဲ့အဆုံးမှာတော့မေးခွန်းတစ်ခုပဲကြံ့မှာတော့တယ်ကိုယ့်ရဲ့နောက်ထပ်အခွင့်အလမ်းကောင်းကစကားတစ်ခွန်းအကွာမှာပဲရှိနေပါတယ်ဒီတော့ဒီနေ့ဘသူနဲ့စကားပြောဖြစ်မလဲ